ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒူဒီကိုခန်း YouTube Channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောညချမ်းလေးပါပေါ့နော်အဲဆိုတော့ဒီဗီဒီယိုလေးကအခုလာမယ့်တစ်ပတ်တာအတွင်းမှာဆင်းလာရမယ့်မွေးကနန်းလေး6ခွက်ရဲ့မွေးအခွေလေးရဲ့ကိုပြန်လည်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီပြီးခဲ့တဲ့တစ်ပတ်တာအတွင်းမှာတော့ကျွန်တော်ရဲ့အကိုမတို့အားလုံးအဆင်ပြေတဲ့လောက်လေးတွေပြေခဲ့ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်နေပေါ့အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ပေးရန်လေးတွေကပြီးခဲ့တဲ့ရက်မှာပဲတန်းပြီးတော့ထွက်လာလိုက်တာအင်္ဂါကနေစလို့နောက်ဆုံးတောက်ကြအထိပဲပေါ့နော်အဲ့တော့၄ရက်တာအတွင်းမှာတော့တစ်ရက်ကိုတစ်ချိန်စီလောက်ပေါက်ခဲ့ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့တစ်ပတ်စာအတွက်ပြီးခဲ့တဲ့မွေးအခွေလေးကလည်းနည်းနည်းလေးနောက်ကျသွားတယ်ဆိုပေမဲ့သူထွက်ရမယ့်ရက်ချိန်တွေမှာထွက်တယ်ဆိုတော့အဲ့ကောင်လေးကိုလိုက်စောကြရင်လည်းအဆင်ပြေကြအောင်မှာပါပေါ့နော်အဲ့ဆိုတော့ဒါပါဖော်မူလာလေးကိုမသွားခင်အခုလာမယ့်တစ်ပတ်တာအတွင်းမှာကျွန်တော်ကိုခန့်နဲ့လက်တွဲလူပါတယ်ဆိုတဲ့အကိုအမတွေကဒီ08301332ဆိုတဲ့ဖုန်းနံပါတ်လေးကို Viber Telegram ပေါ့နော် Messenger ကနေဆက်သွယ်ပြီးပါဆိုတော့အဖွဲ့ဝင်တွေကိုကျွန်တော်ပါပေးမလဲဆိုတော့ပထမဦးဆုံးအနေနဲ့လွန်ခဲ့တဲ့2018ကနေစလို့ပြီးခဲ့တဲ့အပတ်အထိပေါ့နော်ဒီ9နှစ်ကျော်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းမှာပြက်ပင်တစ်ချိန်မှမရှိခဲ့ဘူးသေးတဲ့ဗုဒ္ဓဘူးမကျော်လေးလုံးခွေဘူးကိုပေးမှဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီအခွေလေးကတနင်္လာသို့မဟုတ်အင်္ဂါမှာတန်းပြီးတော့ကြာခဲ့တယ်ဆိုရင်ကြံ3ရက်စာအတွက်နောက်ထပ်စာတို့အခွေလေးတစ်ခုကိုလည်းထပ်ပြီးတော့ရအောင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဖွဲ့ဝင်ကြီးကိုကကျွန်တော် formula calendar အပြီးအစီးကို1000ခွဲလို့ယူပါတယ်ပေါ့နော်အဲ့တော့ကိုစောရမယ့်အခွေလေးကိုဘာသာကို calendar စိတ်ကြိုက်စစ်ခွင့်ရမှာလေးတစ်ခုကတော့ဒီများထိတဲ့စာရင်တော့ဒါပါလိမ့်မယ်လို့ပဲထင်ပါတယ်နော်ဆိုတော့ဟုတ်ပါပြီအဖွဲ့ဝင်မလို့စိတ်ကူးရရင်ဒီ800